ရှေ့လျှောက်ပြီးတော့ဗောနော်ကျွန်တော်ရဲ့ဒီ YouTube ကောင်းအောင်နေပြီးတော့ပြီးရင် Facebook page ကအစလည်းဒီကျွန်တော်ဟို live လွှင့်ဖို့အတွက်ကိုဗောနော်Facebook page ကနေပြီးတော့လွှင့်ဖို့အတွက်လည်းကျွန်တော်တို့တင်လာတယ်ဗောနော် live လွှင့်ဖို့လည်းကျွန်တော်တို့စူးစမ်းကြည့်သေးတယ်ဒါပေမဲ့ဒီမှာနည်းနည်းလေးအခက်အခဲရှိသွားတဲ့အတွက် page ကနေတော့မလွှင့်ပြဘူးဗောနော်YouTube ကနေပဲလွှင့်လိုက်တယ်ကျန်တာတော့ထူးထူးတော့မဟုတ်ပါဘူးဗျာဒီလိုလေးပဲlive မလွှင့်ရတာလည်းကြာပြီကျွန်တော်ဒီ YouTube ကနေဆိုလို့ရှိရင်ဒါပထမဦးဆုံးအချိန်ကျွန်တော် live လွှင့်ဘူးတာဗောနော်အဲ့တော့စကားလေးတွေပြောမယ်တယောက်နဲ့တယောက်ဗောနော်ပြီးရင်ကျွန်တော်အကြောင်းကိုမေးကျွန်တော်ဖြေပေးမယ်